စမိုင်းမ website ကိုအသုံးပြုပြီးတော့ diamond ထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အပြင်မှာဝယ်ရထက်ဘယ်လောက်ထိသက်သာမလဲဝီဆယ်လာလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လောက်ထိမြတ်နိုင်မလဲဆိုတာလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာအသေးစိတ်ပြောပြပေးသွားမယ်အဲ့တော့ calculator တွေကိုတစ်ချက်ဝင်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ coin 1000ကို7000နဲ့ပဲကျွန်တော်တွက်ပြလိုက်မယ်အဲ့တော့ကျွန်တော်တစ် coin ရဲ့ဈေးနှုန်းကိုလိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့7000ကို1000နဲ့စားလိုက်မယ်အဲ့ဆိုရင်ကျွန်တော်တို့တစ် coin ရဲ့ဈေးနှုန်းကကျွန်တော်တို့80ဖြစ်ပါတယ်တစ် coin ကိုကျွန်တော်တို့80ကျပ်တင်တာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီWikipedia တပတ်စာနဲ့ကျွန်တော်ပြပြလိုက်မယ်ပေါ့နော်ကျွန်တော် Wikipedia တပတ်ကိုကျွန်တော်တို့အပြင်မှာရောင်းနေကြတာတွေက6500ဈေးရှိရယ်6900 6800တွေထိတက်ပြီးတော့မှရောင်းနေကြတဲ့သူတွေရှိရယ်ဆိုတော့ကျွန်တော်စမိုင်းဝမ်မှာထည့်မယ်ဆိုရင်ဘယ်လောက်ထိသက်သာမလဲကျွန်တော်ပြပြပေးမယ်အဲ့တော့စမိုင်းဝမ် website မှာကျွန်တော်တို့ Wikipedia တပတ်ကိုကျွန်တော်80နဲ့6 coin ရှိရယ်ဆိုတော့ကြောင့်ကျွန်တော်တို့တစ် coin ကို80ကိုကျွန်တော်တို့86နဲ့မြောက်လိုက်မယ်လို့ဆိုရှင်ကျွန်တော်တို့မှာစမိုင်းဝမ် website မှာ Wikipedia တပတ်စာကိုကျွန်တော်တို့6000နဲ့80ကျပ်ပဲကြားတင်တာဖြစ်ပါတယ်လို့ပဲပြီးတော့ဝီဆလာပြန်ပြီးတော့မှလုပ်မယ်ဆိုရင်ကျွန်တော်ဈေးကွက်ထဲမှာရောင်းနေကြတာတွေက6500 6900 6800တွေတရောင်းကြတဲ့သူတွေရှိရဲဆိုတော့ကြောင့်မလို့ကျွန်တော်တို့စမိုင်းကုတ်1000ကုတ်ကိုဘယ်လိုလုပ်ကိုအောင်ရောင်းနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့4000ကနေ9000ကျညက်နိုင်တယ်စမိုင်းကုတ်1000ဆိုကျွန်တော် Wikipedia 73ပတ်လောက်ကျွန်တော်တို့ရောင်းလို့ရတယ်ပေါ့နော်အဲ့လောက်ထိကျွန်တော်တို့ညက်နိုင်တယ်တဲ့တော့တက်တာလို့ဆိုရင်တို့400ကျော်900လောက်ထိတက်တာတယ်စမိုင်း website မှာdiamond ရှိမယ်ဆိုတော့လောက်ထိတက်တာပါတယ်